ဂိမ်းမလေးတို့ကြာဂိမ်းမီဖုန်းလေးတွေချိန်မဲဆောင်မှာအလုံးမြင်ရတယ်ဒီပြည့်နေထည့်ရောက်ထားပါပြီနော်လူမျိုးဂိမ်းမီဖုန်းလေးတွေကိုအရှာမော်ရဲ့အစုံလေးထပ်ပြီးတော့ပါတည်ရနော်ဘလူမော်ရမျိုးလေးလဲဆိုတော့လည်းညီမတစ်ချက်တော့ကြည့်ကြမယ်နော်ဒီမှာဆိုလို့ရှိရင်ကလည်း case 16ရောက်ထားတယ်။ကြောင်လေးဆိုလို့ရှိရင် run 65 နဲ့ကိုမှဘူးတွေကျွေးအစုံပါမယ်ကိုမှ7သိန်းနဲ့ပဲရောင်းပေးထားရနော်။နောက်လို့ဆိုလို့ရှိရင် gaming phone လေးဖြစ်တော့ကြောင့်မလို့ game performance မှာတော့ AC သုံးလို့ရရနော်။မှန် finger နဲ့သုံးမှာဖြစ်တော့ကြောင့်မလို့ပို့ပြီးတော့ array ဖြစ်မယ်ပို့ပြီးတော့ processor နဲ့သုံးလို့ရရနော်။ကဲအဲ့ဒီမှာညီမတို့ရှိမှာ case 16 alpha လေးရောက်ရှိထားတယ်။ဒါလို့ဆိုရင် design မှလုံးဝမိုက်သွားပြီနော်။ gaming phone ဖြစ်တော့ကြောင့်မလို့အရန်မိုက်တယ် share ဆို share ချမ်းတိုက်တဲ့ game ထည့်ဆိုလုံးဝ share မိုက်တယ်နော်။နောက်လို့ဆိုရင် run 1225 second နဲ့ကိုမှဒီနှုန်းလေးကို9,800နဲ့ပဲယူနော်။ဈေးလေးဆိုလို့ရှိရင်အရန်တက်တယ်နော်။ကျွန်တော်တို့ရှိမှာ K16 တဲ့ကကြိတ်သေးရဆိုလို့ရှိရင်အယောင်လေးရွေးလို့ရပြည့်။ဒါဆိုတော့လေဒါအဒီချင်းနဲ့ဝင်ထားရပေါ့နော်။နောက်လေးကျ run 6025 second နဲ့ပုံမှာ9,200နဲ့ပဲယူနော်။နောက်လို့ဆိုလို့ရှိရင်လေဒါအဒီချင်းနဲ့ဆိုတော့နောက်ပိုင်းဒီကာဝိုင်တက်မကိုင်မတဲ့ U-turn သုံးမှဆိုတော့မှလုံးဝအဆင်ပြေပေါ့နော်။အပွန်းစင်းဖြစ်မှာပဲလုံးဝမစိုးရင်ရတော့ဘူး။နောက်ခါကျတော့ကောင်လေးကလည်း gaming phone လေးပဲနော်။မှ finger နဲ့ပဲသုံးအရင်မိုက်တယ်။ကဲအဲ့ဒီမော်နော်ညီမတို့ရှိမှာ turbo 3လေးရောက်ရှိထားရနော်။လုံးဝ game performance ကောင်းကောင်းလေးတောက်ရှိနေဆိုတော့ဒီ turbo Z လေးကိုသုံးနော်။ကောင်လေးဆိုလို့ရှိရင်တော့ run 25 second နဲ့ပုံမှာဒီနှုန်းလေးကျတော့8,900နဲ့ရောင်းပေးထားပါရင်နော်။ဘာလို့ဆိုဘူးပစ္စည်းအစုံလဲပါသွားမယ်။နောက်ခါကျကာလာလဲလုံးဝအစုံရှိမယ်နော်။ကောင်လေးပြင်မော်နော်ညီမတို့ရှိမှာနောက်ဆုံးထွက်ရှိကြတဲ့ turbo 4 pro အစားရှိရပေါ့နော်။ဒီကောင်ဆိုတော့ turbo 4လေးပါ။ turbo 4လေးကိုမှ12,300နဲ့ပဲရောင်းပေးထားရနော်။ဒီကောင်လေးဆိုရင်တော့ run 6025 second နဲ့လာမှာနော်။နောက်ခါကျဒီကောင်လေးကျတော့လေညီမတို့ turbo 4ကျတော့လုံးဝ gaming phone ဖြစ်တော့ကြောက်ဘူးပေါ့နော်။ gaming ပါဆိုတဲ့အခါမှာလုံးဝလေးမာတွေနောက်ခါကျထစ်မိုင်လုံးဝမစိုးရင်ရဘူးပေါ့နော်။ဘာလို့လဲ FPS တွေပါလဲလုံးဝများရနော်။ဒီကောင်လေးဆိုလို့ရှိရင်လူကြိုက်လဲများသလိုနောက်ဆုံးထွက်ရှိထားတဲ့စီးလက်ဖြစ်တယ်နော်။အဲ့ဒါကိုမှအရင်တက်နေစနေရမှာနော်12,300နဲ့ပဲယူနော်ဒီကောင်လေးကဲအဲ့ဒီမော်နော်ဒီမှာဒီကောင်လေးရှိလာပြီနော်ဒီကောင်လေးဆိုလို့ရှိရင်နော်ညီမတို့11T Pro လေးနော်11T Pro လေးမှာဆိုအရောင်လေးလည်းရှိသေးတယ်နော်ပြပေးမယ်ကောင်လေးဆိုလို့ရှိရင်တော့11T Pro လေးတွေကအနက်ရောင်လေးရှိမယ်အပြောင်လေးရှိမယ်နော် Run 812ကိုမှဒီကောင်လေးကိုကျတော့6သိန်းတိနဲ့ပဲရောင်းပေးထားရနော်ဒီကောင်လေးဆိုလို့ရှိရင်အရန်တယ်နော်ဈေးနှုန်းလေးကအပြာလေးရဲ့ကြာရင်အပြာလေးရှိမယ်နော်ဒီမှာအနက်ကလေးလေးရှိမယ်ကောင်လေးဆိုလို့ရှိရင်ညီမတို့ဒီ dual speaker နဲ့လာထားတဲ့အပြင်ကမှာပေါ့နော် game performance မှာလုံးဝ easy သုံးလို့ရတယ်နောက်ခွကျတော့ဒီ11T Pro ကပေါ့နော်ညီမတို့အခုချိန်ဒီလူကြိုက်များနေစေဖြစ်ပြီးတော့အခုချိန်ဒီပေါ့နော် game တွေလုံးဝအကြိုက်အသေးဆွဲဖုန်းလေးတွေမှာပါရနော်ကောင်လေးရှိအဲ့ဒီမော်နော်ညီမတို့ရှိမှာပေါ့နော် Civic C တွေကဆိုလို့ရှိရင်ညီမတို့ရှိမှာ Civic 4 Pro လေးရောက်ရှိထားပါတယ်နော် Civic 4 Pro လေးဆိုလို့ရှိရင် run 25 second နဲ့ရောက်ထားတယ်နော်အယောင်လေးရွေးချက်လို့ရသေးရဲ့အယောင်လေးထဲမှာဆိုလို့ရှိရင်ညီမတို့ရှိမှာပေါ့နော်အစိမ့်လေးရှိမှာပေါ့နော်တစ်ချမ်းကကျ leather edition နဲ့လာထားမယ်တစ်ဖက်ကကျတော့ညီမတို့ဒီဝါပင် design လေးပေါ့နော်အဲ့လိုမျိုးသုံးပေးထားတယ် run 25 second နဲ့ကိုမှ19,000နဲ့ပဲယူနော်အရန်တက်နေနောက်ခါကျတော့ offer နော်ဒီကောင်လေးဆိုရင်အလုံးတန်လေးဖြစ်ပါတယ်ကဲအဲ့ဒီမော်နော်ညီမတို့ရှိမှာ K3 Pro လေးလည်းရောက်ရှိထားပါတော့ဒီကောင်လေးဆိုရင်တော့မှန် finger နဲ့တော့မယ်ပေါ့နော်အဲ့ဒါကိုမှဒီလုံးကျ run 112နဲ့ကိုမှ4,800နဲ့ပဲယူနော်ကောင်လေးဆိုရင်အရန်တန်တယ်နောက်ခါကျတော့ကင်မရာလေးကဒီပေါ်ပိုင်းနဲ့ထွက်တယ်ပေါ့နော် pocket camera လေးနဲ့ဖြစ်သွားတယ်လုံးဝပို့ပြီးတော့ every ဖြစ်တယ် processor လေးသုံးလို့ရတယ်နော်ကဲဒီတွေကကျတယ်ဆိုတော့ညီမတို့ရှိမှာကာလာလေးလည်းရွေးချက်လို့ရတယ်နော်ဒီမှာခဲလေးစီတယ်နော်နောက်ခါကျတော့ညီမလုံးဝ gaming phone ပေါ့နော်ဒီကောင်လေးရှိမယ် K40 gaming လေး